1995ခုနှစ်ရဲ့အေးဆက်ဆက်ဆောင်းညတညမှာပေါ့ကိုမင်းသူဟာမြို့ပြင်က6ကပ်နေတဲ့နှစ်ထအင်ကြီးတစ်လုံးကိုဇီးပေါပေါနဲ့ဝယ်ယူပြီးပြောင်းရွှေ့လာခဲ့ပါတယ်ဒီအင်ကြီးကဒေတာကန်ဒီကတော့ပကြီးစရာရဲ့အိမ်လို့ခေါ်ကြပြီးအိမ်ပန်ရှင်ဟောင်းဟာထူးဆန်းစွာပျောက်ဆုံးသွားတဲ့နမဲကျော်ပကြီးစရာတည်ဦးချက်တယ်လို့ပြောကြပါတယ်ကိုမင်းသူဟာပကြီးကားဒီဝါဒနာပါသူမို့ဒီအင်ကြီးရဲ့တမိုင်းကြောင်းကိုစိတ်ဝင်စားမိပါတယ်အိမ်ထဲကိုရောက်ချင်းတတိထားမိတာကတော့အိမ်ရဲ့အဝင်အေးကင်းနေရန်မှာချိတ်ဆွဲထားတဲ့ပုံတူပကြီးကားတစ်ချက်ပါပဲပကြီးကားတဲ့ကပုံတူဟာအလွန်တရာအသက်ဝင်ပြီးကြည်နေသူကိုစိုက်ကြည့်နေတယ်လို့ခံစားရပါတယ်ပထမဆုံးညမှာပဲထူးဆန်းမှုတွေစပါတော့တယ်ညာထန်းကောင်ကျော်အိမ်မောကြနေတော့ရုတ်တရက်နိုးလာပြီးကိုတစုံတယောက်ကကြည်နေတယ်လို့ခံစားလိုက်ရပါတယ်အဲခန်းကိုအသာချောင်းကြည့်လိုက်တော့အမှန်လူထဲမှာဘာမှမမြင်ရပြီမဲ့တကားဝါနာကပကြီးကားတဲ့ကမျက်လုံးတွေဟာအယောင်လက်နေတယ်လို့ထင်ယောင်ထဲမှာချစ်သွားပါတယ်နောက်ရက်တွေမှာလည်းဒီလိုခံစားချက်မျိုးတွေစက်တိုက်ကြုံတွေ့လာရပါတယ်ပိုးဆိုးတာကကိုမင်းသူအိမ်ထဲမှာဘယ်နေရာပဲရောက်နေပါစီအဲ့ဒီပကြီးကားတဲ့ကပုံတူဟာသူ့ကိုလှဲ့ကြည့်နေတယ်လို့မျိုးအမြဲတမ်းခံစားနေရတာပါပဲအေကန်တဲ့ကလှုပ်ရှားမှုအသံတွေကိုနားဆွဲနေတယ်လို့မျိုးပါပဲတစ်ဖက်ခံချပြီးနောက်ကိုမင်းသူဟာဘန်ဂျီကားကိုဖယ်ရှားဖို့ဆုံးဖြတ်လိုက်ပါတယ်ဒါပေမဲ့ဘန်ဂျီကားကိုထုတ်ဖို့လက်နဲ့ကြိုက်လိုက်ချိန်မှာအစ်ဆက်ဆက်လီချင်းတကူဟာသူ့ဘေးကနေကြိုက်ခတ်သွားပြီးသူ့နာမည်ကိုဒိုတိုလီခေါ်တန်ကြားလိုက်ရပါတယ်အတန်ကဘန်ဂျီကားတွေကလာတယ်လို့အခန်းတောင်းကလာတယ်လို့နဲ့နီယာအတိအကျကိုမခွဲခြားနိုင်ခဲ့ပါဘူးသူကိုယ်သူထင်ရောက်ထင်မှဖိတာပါလို့အတင်းအကျအားပေးနေပြီမဲ့ညရောက်တိုင်းဘန်ဂျီခတဲ့ကမျက်လုံးတွေကပိုပြီးအသက်ဝင်လာတယ်လို့အခန်းထဲကတိတ်ဆိတ်မှုခါလဲပိုပြီးကြောက်စရာကောင်းလာခဲ့ပါတယ်တနေ့မှာတော့ကိုမင်းသူဟာအဲ့ရတဲ့မှာလဲလောင်းရင်းအိပ်ပြုတ်လို့နီးပါဖြစ်နေစီမှာတကားဝကနေခြေတံဖော်ဖွာလေးနဲ့ကြားလိုက်ရပါတယ်ဖြည်းဖြည်းခြေတံလေးဟာသူ့အိတ်ခမ်းတကားစီကိုတဖြည်းဖြည်းချင်းကပ်လာနေပါတယ်ကိုမင်းသူကြောက်လန့်တကားနဲ့မျက်လုံးကိုမိတ်ထားပြီးအသက်အောင့်ထားလိုက်ပါတယ်ခြေတံလေးဟာသူ့တကားရှိမှရပ်တွားပြီးတကားကိုလက်သေးနဲ့တခေးပြေးချင်းကုတ်ချစ်နေတဲ့ဦးကြားလိုက်ရပါတယ်ခယာထိုးစင်မှာပဲအခန်းတဲ့ကပွန်တူပန်းကြီးကပြုတ်ကျသွားတဲ့အတန်ကိုတုံးဆိုပြီးကျေလောင်စွာကြားလိုက်ရပါတယ်အတန်ကြောင့်ချစ်တန်သူရုတ်တရက်ရက်တန့်သွားပြီးခြေတံတွေဟာအိတ်ခမ်းဝါကနေတဖြည်းဖြည်းဝေးကွာသွားကအောက်ထပ်စီကိုဆင်းသွားပါတယ်ကိုမင်းသူမနှက်လင်းတဲ့အထိအိတ်မရပဲတုံလုံနေခဲ့ပါတယ်မိုးလင်းတော့တတိကိုမွေးပြီးအောက်ထက်ကိုဆင်းကြည့်လိုက်တဲ့အခါအခါနေရန်ပေါ်မှာဘန်းကြီးကားဟာမရှိတော့ပဲမြေပြင်ပရိုမှာမှောက်လျက်သာလဲကြော်နေတယ်သူ့ရဲ့အိတ်ခမ်းတကားကိုကြည့်လိုက်တော့လက်သေးရရှိတွေနဲ့နက်ဆိုင်စွာကုတ်ချစ်ထားတဲ့အရာတွေကိုတွေ့လိုက်ရပါတယ်ဒါပေမဲ့အဲ့ဒါတွေတဲ့ပို့ပြီးထိတ်လန့်စရာကောင်းတာကတော့သူမြေပြင်ပေါ်မှာမှောက်နေတဲ့ဘန်းကြီးကားကိုကောက်ယူလိုက်ချိန်မှာဘန်းကြီးကားတဲ့ကပုံတူပုတ်ကိုရဲ့မျက်နှာကအနှဲငယ်လဲသွားပြီးသူ့ကိုစိုက်ကြည့်နေတာကိုတွေးလိုက်ရပါတယ်။ဘန်းဂျီကားကအစကမျက်နှာအပြည့်ကိုသာရေးဆွဲထားတာပါ။ဒါအပြင်ဘန်းဂျီကားထဲကပုတ်ကိုရဲ့ပါးဆောက်ထောက်မှာပြောင်းနေတဲ့အရိပ်အယောင်တစ်ခုဟာအယမ်းကိုထင်ရှားနေပါတယ်။အဲ့ဒီအပြုံးဟာလောင်ပြောင်းနေသလိုလိုကြည်နက်နေသလိုလိုနဲ့ကြည့်မရအောင်ကိုကြောက်စရာကောင်းနေခဲ့ပါတယ်။ကိုမင်းသူဟာအဲ့ဒီနေ့မှာပဲအိမ်ကထွက်ပြေးခဲ့ပြီးနောက်ပိုင်းမှာဘယ်သူမှအဲ့ဒီအိမ်ကြီးကိုပြန်မနေရတော့ဘူးလို့သိရပါတယ်။အဲ့ဒီပုံသူဘန်းကြီးကားကိုလည်းဘယ်သူမှမတွေ့တော့ပါဘူး။ဒါပေမဲ့ညနာတဲ့အခါအဲ့ဒီအိမ်ကြီးရဲ့တကားဟွာနာကနေတိုးတိတ်နာမည်ခေါ်တဲ့တစ်ခုကိုကြားနေတုံးမှာပဲ။